15ရက်4လ2026တကြံအကြက်နေမှာလေးစိတ်ကိုလာကြိုတာပါလေးစိတ်ကနေကြောက်စင်ရွှေတိန်တော်နဲ့ရွှေစင်ရံကိုပို့ပြီးတော့လေးစိတ်ကိုပြန်ပို့ရမှာဖြစ်ပါတယ်ရောက်လေးစိတ်ရောက်နေပါပြီကျေးဇူးတင်ပါတယ်ဒီလေးစိတ်ကနေရွှေတိန်တော်ကိုရောက်ပါပြီရွှေတိန်တော်မှာအဲ့ဒီဖွဲထိုးပြီးခဏနဲ့ရွှေစင်ရံပို့ရပါမယ်ရွှေစင်ရံပို့ပြီးတော့နေ့တွေကထမင်းကစားပြီးသူတို့လေးစိတ်ကိုပြန်ပို့ရပါမယ်ဒီနေ့ကတော့ကျွန်တော်တို့15ရက်4လ2026တကြံအကျက်နေ့လေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျရွှေစင်ရံဖျောက်ရောက်ပါပြီရွှေစင်ရံဖျောက်မှာပါဗျရွှေစင်ရံဖျောက်ရောက်ရှိတာဖြစ်ပါတယ်ရွှေစင်ရံဖျောက်ဖြစ်ပါတယ်နေ့က15ရက်4လ2026တကြံအကျက်နေ့မှာရွှေတိန်တော်နဲ့ရွှေစင်ဖျောက်ကိုဒီစိတ်ကနေပို့ပေးပါတယ်ပြီးရင်ဖျောက်ပို့ပြီးရင်ဒီစိတ်ကိုပြန်ပို့ပေးရမယ်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အားပေးတဲ့ဒီကိုနေရာဆုံးကိုယ်နဲ့မောင်တို့တောင်း